တခါတော့ကအလွန်လှပတဲ့အတိုင်းပြည်တစ်ခုမှာစနိုးဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတဲ့ကွယ်ကျင်လာတတ်ပြီးစွန့်စားရတာကိုနှစ်သက်တဲ့ကွယ်ရင်းနေတော်ဝါလေးတွေကိုလည်းဂယုစိုက်ပေးလေးရှိတဲ့ကွယ်ပြီးတော့မင်းသမီးလေးမှာအလွန်ချစ်စရာကောင်းတဲ့ကိုအားလို့ခေါ်တဲ့ဝေလာငါလေးတစ်ကောင်လည်းရှိတဲ့ကွယ်ဒီနေ့တောက်ပတဲ့နန်းနက်ခင်းတစ်ခုရဲ့ကမ်းခြေတစ်ခုမှာမင်းသမီးလေးကသမုဒ္ဒရာရေလိုင်းတွေကိုငေးကြည့်နေတဲ့ကွယ်ရေလိုင်းတွေကတက်လာပြီးပြန်ဆုတ်သွားတဲ့အချိန်မှာလျှို့ဝှက်ဆန်းကျဲတဲ့တင်ငယ်ကြွတွေပါတယ်တောက်ပတဲ့အပြာရောင်ခီးဝင်တစ်ခုကကမ်းပေါ်မှာတင်ကြံနေခဲ့တဲ့ကွယ်မင်းသမီးလေးကအံ့ဩကြီးစွာနဲ့အဲ့ဒီခီးဝင်လေးကိုကောက်ယူလိုက်တဲ့ကွယ်ဟာရေသူမတွေစီရတဲ့စကားပဲမင်းသမီးလေးအော်ပြောလိုက်တဲ့အချိန်မှာကိုအားလို့ခေါ်တဲ့ဝေလာငါလေးကပင်လယ်တွေကနေလို့ခုန်တက်လာတဲ့ကွယ်ဟာဒါအရေးကြီးပုံရတယ်ဒါကဘာလို့ဆိုလို့နေရဲဆိုတော့ငါတို့ရှာကြည့်မှဖြစ်မယ်မင်းသမီးလေးရဲ့မင်းသမီးလေးကလည်းသူမရဲ့တောက်ပတဲ့ပလဲလေဆွဲလေးကိုဝတ်ဆင်လိုက်တဲ့ကွယ်အဲ့ဒီလေဆွဲလေးကရေအောက်တွေမှာအသက်ရှူလို့ရနိုင်တဲ့ကွယ်အဲ့ဒီအရာလေးကသမုဒ္ဒရာကနေပြီးတော့ရရှိထားတဲ့မော်ဆန်တဲ့လက်ဆောင်တစ်ခုဖြစ်နေတဲ့ကွယ်သူမကရင်ငုပ်ပြီးတော့တောက်ပတဲ့အပြာရောင်ပင်လယ်ထဲကိုခုန်ဆင်းသွားတဲ့ကွယ်ရင်ထဲပိုင်းကိုရောက်ရှိတဲ့အခါမှာသူမကအံ့ဩဖွယ်ရာတွေပြင်းနေနေတဲ့ကဘာတစ်ခုကိုတွေ့ရှိခဲ့တဲ့ကွယ်အယောင်သွေးစုံတွေနဲ့ငါးတွေကအလင်းမြန်ကူးခတ်နေကြတယ်ပြီးတော့နူးညံ့ပြီးပန်းရောင်နဲ့ခရမ်းရောင်တွေရှိတဲ့တဏ္ဍာကြောက်တန်းတွေကျယ်လေးတွေကဲတော့တောက်ပနေတယ်ပင်လေကျယ်လီငါးလေးတွေကလည်းမျောပါနေကြတာကိုတွေ့ခဲ့ရတဲ့ကွယ်ဝေလာငါးလေးကလည်းပျော်ရွှင်စွာလက်ပတ်ပြီးတော့မင်းသမီးလေးကိုလမ်းပြနေတဲ့ကွယ်ကျွန်တော်နောက်လိုက်ခဲ့ပါမင်းသမီးလေးရေသူမတွေကလည်းမင်းသမီးလေးကိုစောင့်နေကြတယ်တောက်ပနေတဲ့တဏ္ဍာကြောက်တန်းတစ်ခုကိုဖြတ်တန်းသွားပြီးတဲ့နောက်မှာမင်းသမီးလေးနဲ့ဝေလာငါးလေးတို့ကသမုဒ္ဒရာအောက်ပိုင်းမှာရှိတဲ့တောက်ပနေတဲ့ရေတံခွန်နောက်ွယ်မှာဝှက်ထားတဲ့လျှို့ဝှက်ရေသူမကန်ကိုရောက်ရှိသွားကြတဲ့ကွယ်ငွေရောင်အပြာရောင်ပန်းရောင်စတဲ့အမီးတွေရောင်စုံရှိတဲ့လှပတဲ့ရေသူမတွေကသူတို့ကိုကြိုဆိုနေကြတဲ့ကွယ်သူတို့ရဲ့ဘရင်မတစ်ပါးဖြစ်တဲ့မာရီနာလို့ခေါ်တဲ့ရေသူမလေးကလည်းသူတို့ရှေ့ကိုကူးခတ်လာတဲ့ကွယ်မင်းသမီးလေးငါတို့မင်းရဲ့အကူအညီကိုလိုအပ်နေတယ်ကွပြင်းထန်တဲ့ရေစီးကြောင်းတွေကငါတို့ရဲ့အိမ်တွေကိုအမိုက်တွေကိုတက်ဆောင်လာတဲ့အတွက်ပင်လယ်တော်ဝါတွေကိုထိခိုက်နေတယ်ကွအဲ့ဒီအတွက်မင်းသမီးလေးကျမတို့ကိုကူညီပေးပါမင်းသမီးနဲ့ရေသူမတွေကလည်းအတူတကွလှုပ်ဆောင်ကြတဲ့ကွယ်ဘရင်မတစ်ပါးဖြစ်တဲ့မာရီနာကလည်းသူမရဲ့မော်ဆန်းတွေကိုအသုံးပြုပြီးပြင်းထန်တဲ့ရေစီးကြောင်းတွေကိုငြိမ်သက်အောင်လုပ်လိုက်တဲ့ကွယ်မင်းသမီးနဲ့ဝေလာငါးလေးတို့ကလည်းပင်လယ်တော်ဝါတွေဘေးကင်းစေဖို့အတွက်မျောပါနေတဲ့အမိုက်တွေကိုစုဆောင်းကြတဲ့ကွယ်အခြားရေသူမတွေကတော့သူတို့ရဲ့အိမ်ကိုကာကွယ်ဖို့တောက်ပတဲ့တဏ္ဍာကြောက်တန်းတွေကိုတိဆောက်ကြတဲ့ကွယ်တဖြည်းဖြည်းနဲ့ရေကကြည်လင်လာပြီးတော့ပင်လယ်တော်ဝါတွေကလည်းပျော်ရွှင်သွားကြတဲ့ကွယ်မင်းသမီးလေးကလည်းလူတိုင်းသမုဒ္ဒရာကိုဂယုစိုက်မယ်ဆိုရင်အမြဲတမ်းလှပနေမှာပါဆိုပြီးတော့တွေးလိုက်တဲ့ကွယ်တဘာဝကိုကာကွယ်တာဟာငါတို့ရဲ့အိမ်ကိုကာကွယ်တာပဲလို့စိတ်ထဲကနေပြီးတော့မှပြုံးပြီးတွေးလိုက်မိတဲ့ကွယ်ကျေးဇူးတင်တဲ့အနေနဲ့ဘရင်မမာရီနာကမင်းသမီးလေးကိုနှူးညံ့ပြီးတောက်ပနေတဲ့ခရီးဝင်ဆွဲကြိုးတစ်ခုကိုပေးလိုက်တဲ့ကွယ်ဒါကမင်းရဲ့ကျင်နာမှုကြောင့်သမုဒ္ဒရာပေးတဲ့လက်ဆောင်လေးပါမင်းသမီးလေးကဘရင်မမာရီနာကိုဂရီတစ်ခုကိုပေးလိုက်တဲ့ကွယ်ငါဘယ်ကိုပဲသွားဘယ်နေရာကိုပဲရောက်ပင်လယ်ကြီးကိုကာကွယ်သွားပါမယ်ဝေလာငါးနဲ့မင်းသမီးလေးတို့ကလည်းအတူတူကမ်းပေါ်ကိုပြန်တက်လာခဲ့ကြတဲ့ကွယ်အဲ့ဒီနောက်မှာတောက်ပနေတဲ့ပင်လယ်ပြင်ကြီးကိုတစ်ချက်ကြည့်လိုက်မိတဲ့ကွယ်ပင်လယ်ကြီးကအသက်ဝင်ပြီးလှပနေတာကိုမြင်တွေ့ခဲ့ရတဲ့ကွယ်
သူမရဲ့စွန့်စားခန်းနေပြီးဆုံးသွားခဲ့ပေမဲ့လည်းတဘာဝကိုကာကွယ်မယ်ဆိုပြီးတော့မှသူမကဆုံးဖြတ်ချက်ချခဲ့တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်မောင်လေးညီမလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးမိမိနေထိုင်ရာပတ်ဝန်းကျင်ကိုချစ်တတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်နောက်နေ့မှပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာပါ